ပြုတ်တောင်းဝင်ထမ်းဆောင်ရရှိသည့်ဗိုလ်ချုပ်မှုကြီးသူတို့မဟာတရေစီသူတို့တီရီသူတို့မှမဲအွန်လိုင်းနှင့်တက်မတော်ကားတောင်းဝင်ထမ်းဆောင်ပြီးကာဝေးဂုံပြုမိန်ကွန်းပြောကြားရမှာဒီကနေ့ဟာတက်မတော်တွေကိုစတင်ဝင်ရောက်ခဲ့တဲ့1984ခုနှစ်အချိန်ကဆိုပါကယာရုတောင်းဝင်အသီးသီးထမ်းဆောင်ခဲ့သည်မှာ52နှစ်ခန့်ရှိပြီးပြည်ချုပ်ကြီးဗိုလ်ချုပ်ကြီးဇေယျကျော်ထင်းစီတူရဲဝင်းဦးထံသို့တက်မတော်ကာဝေးဦးစီးချုပ်၏အဆောင်အယောင်ဓားနှင့်တက်မတော်ကာဝေးဦးစီးချုပ်ရုံး၏အလံတို့ကိုလွှဲပြောင်းပေးရပေးပြီးတက်မတော်ကာဝေးဦးစီးချုပ်၏ဦးစီးကွပ်ကဲမှုတစိ့ကိုတက်ဆင်ပေးပါသည်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်းစီတူရဲဝင်းဦးကတာဝန်လွှဲပြောင်းပေးရခဲ့သည့်ရခင်တက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဦးဆောင်မှုနဲ့အတူနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူတရက်လုံး၏နိုင်ငံတော်ဆိုရ၏ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင်အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဘို့အတိုင်းလိုက်နာလေ့ကျင့်ပြီးတိုက်စွမ်းအားနှင့်တိုက်စွမ်းရည်ရှိသည့်တပ်မတော်ဖြစ်အောင်နိုင်ငံတော်နှင့်ခေါင်းဆောင်အဆက်ဆက်ကမြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်၏တာဝန်များအားလွှဲပြောင်းပေးရခဲ့သည့်ဗိုလ်ချုပ်မှုကြီးသူတို့မဟာတရေစီသူတို့တီရီသူတို့မှမဲအွန်လိုင်းနဲ့ဗိုလ်ချုပ်မှုကြီးသူတို့မဟာတရေစီသူတို့တီရီသူတို့မှမဲအွန်လိုင်းနဲ့ဇနီးဒေါ်ကျူတရလက်ဆောင်ပစ္စည်းများအားကြည့်ရှုကြပါရယ်နဲ့ဇနီးဒေါ်ကျူကျူလာတို့လိုက်ပါလာသည့်မော်တော်ယာဉ်ဟာဇေယျတီရီဗိမ္မာန်မှပြန်လည်ထွက်ခွာရာဂုံမြင်းစည်းတပ်ဖွဲ့မှလိုက်ပါချီတက်ပြီးစီးပြအခမ်းအနားဖြင့်ပို့ဆောင်နှုတ်ဆက်ကြပါတယ်ဒီကနေ့ကျင်းပပြုလုပ်သည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာတပ်မတော်